သူမဟာသူ့ကိုအယူအမူလိုက်ခဲ့တဲ့မိန်းကလေးဆိုတာ CEO လည်းသိရောအခုမှသူ့ကိုလုံးဝဥပိ္ပခာပြုနေတာမြင်တော့သူတော်တော်လေးအံ့ဩသွားတယ်။သူမရဲ့စိတ်ကိုစမ်းသပ်ဖို့အတွက် CEO ကသူ့ရဲ့နှလုံးသားဦးနဲ့အတူတောက်ပြပေးပဲသူမကတော့ဘာတုံ့ပြန်မှုမှမရှိဘူး။ဒါကိုမြင်မှ CEO လည်းတကယ်ပဲငါ့ကိုမေ့သွားပြီလားဆိုပြီးရိပ်မိလာတော့တယ်။တကယ်တော့လွန်ခဲ့တဲ့ရက်ပိုင်းကမှသူမကကန်ဆာရောဂါအတွက်စီအသစ်တစ်မျိုးကိုရှာဖွေဖော်ထုတ်နိုင်ခဲ့လို့ကုမ္ပဏီမှာအောင်ပွဲခံပွဲလေးလုပ်ခဲ့သေးတယ်။ဒါပေမဲ့ CEO ကတော့သူ့ရဲ့နှလုံးသားဦးကိုပြန်ရဖို့အတွက်ပဲစိတ်ဆောနေခဲ့တာ။သူမသိသွားပြီးသူ့ကိုထက်တွဲကန်ဒီမှာဆိုတာကြောင့် CEO ကသူမရဲ့တောက်စရာထဲမှာတစ်ခုခုကိုတိတ်တဆိတ်ရောထည့်လိုက်တယ်။သူမအဲ့ဒါကိုတောက်လိုက်မိလားနဲ့မေ့လေသွားတော့တာပဲ။ဆေးရုံရောက်လို့တတိယလာတဲ့အခါသူမအရာအလုံးကိုမှတ်မိနေပြီထူးဆန်းတာက CEO ကိုပဲလုံးဝမေ့သွားတာပါ။သူမရဲ့တငယ်ချင်းကပြောပြတယ်။နင်ကသူ့ကိုမြင်မြင်ချင်းချစ်ခဲ့မိပြီး9နှစ်တောင်လိုက်ခဲ့တာလေ။ဒါပေမဲ့ CEO ရဲ့ရင်ထဲမှာတော့သူ့ရဲ့နှလုံးသားဦးပဲရှိခဲ့တာ။ CEO လမ်းခွဲပြီးစိတ်ထက်ကြနေချိန်မှာတော့နင်လည်းဘေးကနေအမြင်ရှိပေးခဲ့တာ။ဒါပေမဲ့သူကတော့နင့်ကိုတခါမှမေ့တာနဲ့မကြည့်ခဲ့ဘူးတဲ့။ဆက်စချင်းမှာသူမကိုတောင်မယုံနိုင်ဘူး။ဒါပေမဲ့ဖုန်းထဲက message တွေပြန်ကြည့်ပြီး CEO ရဲ့ပုံကိုမြင်လိုက်တဲ့အခါသူကသူမရဲ့စံပြအမျိုးသားပုံစံဖြစ်နေရကြောင်းဒါတွေဟာအမှန်တရားပဲဆိုတာသူမလက်ခံလိုက်ရတယ်။ဒါဟာသူမရဲ့ဘဝမှာအနာကျင်တဲ့ဆုံးအချိန်တွေဖြစ်ခဲ့ပြီးအချိန်ချင်းငင်းပယ်ခံရတာ CEO ရဲ့နေ့စဉ်စော်ကားမှုတွေကိုတီးခံခဲ့ရတာတွေကသူမအသက်ရိုးအီနေတဲ့အရာတွေဖြစ်ခဲ့မှန်းသိလိုက်ရတယ်။ဒါကြောင့်လည်းအခု CEO ကိုမေ့သွားတဲ့အချိန်မှာသူမဟာဘဝတစ်ကိုစတင်ဖို့ဆုံးဖြတ်လိုက်တယ်။ဖုန်းထဲကအချက်အလက်အကုန်ဖြတ်သိပြီးသူမရဲ့မိဘတွေစီဖုန်းဆက်တာသူ့တဏ္ဍာလုပ်ငန်းတွေဆက်လုပ်ဖို့ပြန်လာတော့မယ့်အကြောင်းပြောလိုက်တယ်။ဒါကိုကြားတော့မိဘတွေကလည်းဝမ်းသာအားရပြန်လာဖို့ပြောကြတာပေါ့။အဲ့ဒီအချိန်မှာပဲ CEO ကအခန်းထဲဝင်လာပြီးသူမငန်းနောက်ကိုလိုက်လာတာပဲလို့အထင်လွဲနေတော့သူမကတော့ပြစ်သားပဲကျမဒီကိုရောက်နေတာစိတ်မတက်လို့တက်ရတာပါရှင်းနဲ့ဘာမှမဆိုင်ဘူးလို့ပြောချလိုက်တယ်။အဲ့ဒီအချိန်မှာပဲဟိုမိန်းကလေးရောက်လာတော့ CEO ကသူမရှေ့မှာဟိုမိန်းကလေးကိုသူ့ကိုအင်ကြီးခြုံပေးလိုက်ပြီးသူမကတော့ဝန်ထမ်းတယောက်တက်ပါလို့ပြောလိုက်တယ်။အဲ့ဒီမိန်းကလေးကသူမကိုလောင်ပြောင်မှုပြင်နေတော့မှပဲ Nest မလေးကစစ်ဆေးဖို့လာခေါ်လာနေသူမကတော့လွှဲတော့မကြည့်ပဲထွက်သွားပါလေတော့။ဒါကိုမြင်တော့ CEO ကစိတ်ထဲတစ်မျိုးဖြစ်သွားတယ်။အငြင်းကဆိုသူမဟာသူ့အနားမှာနေဖို့အမြင်အကြောင်းပြရှာတတ်တာလေ။နောက်တော့သူမတယောက်တည်းထိုင်နေတော့မှဟိုမိန်းကလေးကလာပြီးရန်ဆောက်ပြန်တယ်။တယောက်တော့သူကတော့ CEO နောက်ကို9နှစ်တောင်လိုက်ခဲ့တာလေ။အဲ့ဒါဘာတူလဲတီလားဆိုပြီးတွဲပိုက်လောင်ပြောင်းတာပေါ့။ဒါပေမဲ့သူမကပြန်ပြီးအခြေအတေမလုပ်ခဲ့ဘူး။ဘာလို့လဲဆိုတော့ CEO ဟာအမြဲတမ်းဟိုမိန်းကလေးဘက်ကပဲပါတတ်တာသိနေလို့ပြီးတော့လေဟိုမိန်းကလေးက CEO ရှေ့ရောက်တော့တရုပ်ဆောင်ကောင်းလို့တခါတော့ဗီဒီယိုကောပြောနေချိန်ဟိုမိန်းကလေးကချော်လဲချင်ရောက်ပြောတော့ CEO ကဘာမှမစင်စားပဲသူမကိုပဲအပြစ်တင်ပြီးဟိုမိန်းကလေးစီကိုအပြေးလွှမ်းသွားခဲ့တာ။အဲ့ဒီလိုနဲ့သူမလည်းအခန်းထဲပြန်လို့လုံနေတော့မှပဲရုတ်တရက်တယောက်ကသူမကိုလေကားပေါ်ကနေထွန်းချလိုက်တယ်။သူမတတိပြန်ရလာတော့အနားမှာတငယ်ချင်းမလေးရှိနေတာပေါ့။ဒါပေမဲ့သူမကဘာမှပြန်မပြောပြဘူး။ဘာလို့လဲဆိုတော့ CEO ကသူ့တငယ်ချင်းရဲ့အကိုဖြစ်နေလို့သူတို့မောင်နှမကြားဆက်ဆံရေးပျက်စီးသွားမှစိုးလို့ပါ။ဒါပေမဲ့အခုတော့သူမရဲ့ရင်ထဲကနေ CEO ကိုလုံးဝထုတ်ပစ်လိုက်ပြီဆိုတဲ့အတိကသူမကိုနည်းနည်းတော့ဝမ်းနေစေတယ်။ဒါကြောင့်လေတငယ်ချင်းမလေးကစိတ်ပြေလက်ပြုတ်အကသူမကိုဘာတစ်ခုစီခေါ်သွားခဲ့တယ်။ဒါပေမဲ့ကန်ဆိုးချင်ရအဲ့ဒီမှာလေ CEO နဲ့ဟိုမိန်းကလေးကရောက်နေပြီးလူပုံအလဲမှာအတွဲတွေလိုဟန်ဆောင်ပြနေကြပြန်တယ်။သူမကိုနာကျင်စေလို့ CEO ကဟိုမိန်းကလေးရဲ့လက်ကိုဆွဲကထွက်သွားတော့သူမရဲ့တငယ်ချင်းကမကြည့်ရတော့ပဲ CEO ကိုတော့ပြောတာပေါ့။ကျမတငယ်ချင်းကရှင့်ကိုအရန်ချစ်ခဲ့တာ။သူမရဲ့ခံစားချက်ကိုတစ်ခါလောက်တောင်တန်ဖိုးမထားနိုင်ဘူးလားလို့မေးတဲ့အခါ CEO ကအေးအေးဆက်ဆက်နဲ့ပဲသူကငါ့ကိုချစ်တိုင်းကလည်းသူ့ကိုပြန်ချစ်ရမလားဆိုပြီးပြန်ပြောလိုက်တယ်။ပြီးလို့သူမကုမ္ပဏီမှာရှိနိုင်တာကလည်းနင်းကြောင်ပဲမဟုတ်ရင်ငါသူမကိုအလုပ်ထုတ်လိုက်တာကြာပြီလို့တောင်ပြောလိုက်ပါသေးတယ်။အဲ့ဒီစကားကိုကြားလိုက်ရတဲ့အခါမှာတော့သူမရဲ့နှလုံးသားလေးဟာအပိုင်းအဆက်ဆက်ကျင်းဝဲသွားပါတော့တယ်